တခါလေးကြရင်လေတနေကုန်လုတ်ပြီးရှုပ်နေတာပဲအရန်လဲပင်ပန်းနေပြီဒါပေမဲ့ညဘက်ရောက်တော့ဘာတစ်ခုမှ dress ဟက်စာပြီးပြီးသွားတယ်လို့မခံစားရတာမျိုးဖြစ်ဖူးကြမှာပါဒီနေ့မှာတော့အဲ့လိုခံစားချက်မျိုးကိုအမြင့်ကနေပြောင်းပြန်လန်ပင်နေမဲ့ essentialism ဆိုတဲ့အတွေးခေါ်လေးတစ်ခုကြောင့်ပြောပြချင်ပါတယ်ဟုတ်ပါတယ်ဒါကတော်တော်များများကြုံနေရတဲ့ပြဿနာတစ်ခုပဲအလုပ်တရားတော့ရှုပ်နေတာပဲဒါပေမဲ့တကယ်တမ်းကျတော့ကိုလိုချင်တဲ့ပန်းနိုင်စီကိုတကယ်ရောက်မတော့ပဲတနေရာထဲမှာပဲပြီးထားရည်လို့လေနေတယ်လို့မျိုးပေါ့email တွေ message တွေအစည်းအဝေးတွေဟိုလူကဒါလေးလောက်ပါအောင်ဒီလူကဒါလေးကူပါအောင်နဲ့နေရာတိုင်းကကိုအာယုံဆိုင်ဖို့ဆွဲခေါ်နေတယ်လို့မျိုးခံစားနေရပြီလားဒီစောက်ကိုရေးတဲ့သူကတော့ဒီအချင်းတွေကို non essentialism လို့နာမည်ပေးထားတယ်ဆိုတော့ကတော့ရေးမပါတဲ့အရာတွေရဲ့ဝိုင်းဝန်းဆွဲငင်မှုကိုခံနေရတဲ့အချင်းတွေတစ်ခုပေါ့ဒါတကယ်ကို virotabas တစ်ခုလို့ပဲနော်အင်္ဂါထက်အလုပ်တွေအများကြီးပို့လုံးနေရတယ်ပို့ပြီးတော့လည်းစူးစမ်းနေရတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကိုယ့်ရဲ့တကယ်အရေးချင်းတွေကိုတကယ်လွတ်ချင်တဲ့အရာတွေကိုလုံးဝအသုံးမချရတယ်လို့အရာမထင်တယ်လို့ခံစားနေရတာမျိုးပါဒီပုံလေးကအဲ့ဒီခံစားချက်ကိုတိတိကျကျပြနေတာပဲကိုမရှိတဲ့အခြေနဲ့စွန့်ရင်တွေကိုနေရာပေါင်း16000မှာနည်းနည်းစီလိုက်ခွဲတောင်းလိုက်တဲ့အခါဘယ်နေရာမှထိရောက်ကြီးဖိမလောက်တော့ဘူးအားမပေါင်းလိုက်ကတိုးတက်မှုက10မီလီမီတာလောက်လေးပဲကျန်းတော့တာပေါ့ကောင်းပြီဒါဆိုဒီလိုအခြေအနေကနေဘယ်လိုရုံထွက်ကြမလဲရွေးချယ်စရာလမ်းတွေရှိပါတယ်တစ်ခုကတော့ဖြစ်လာသမျှကိုလိုက်သုံးပြန်ပြီးဖြစ်တယ်လို့နေသွားမှာလားနောက်တစ်ခုကတော့ကိုယ့်ဘဝကိုကိုယ်တိုင်စနစ်တကျဖုံးဖော်ပြီးအသေးဖက်ရှိနေထိုင်မလားဆိုတာပါပဲအဓိကကွာသွားတာကဒီနေရာမှာပဲ non essentialist တယောက်ကတူးစီရောက်လာတဲ့မြတောင်းဆိုမှုတိုင်းကိုလိုက်လုပ်တယ် essentialist ကတော့အဲ့ဒီလိုမဟုတ်ဘူးခဏရပ်ပြီးစဉ်းစားတယ်ဘယ်ရာကတကယ်ရေးကြည့်တာလဲဘယ်နေရာမှာကိုယ့်ရဲ့အခြေနဲ့စွမ်းရည်ကိုသုံးရင်အကောင်းဆုံးဖြစ်မလဲဆိုတာကိုစနစ်တကျရွေးချယ်ပြီးမှလုပ်တယ်ဒီဇာတ်လေးကိုကြည့်လိုက်ရင်ဒီလမ်းကြောင်းတစ်ခုရဲ့ကွာရှားချက်ကိုပိုပြီးမြင်သာသွားပါလိမ့်မယ်တစ်ဖက်က non essentialist ကလူတိုင်းအတွက်အရာရာဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့စောင့်ပုံနဲ့အကုန်လုံးကိုစီကမ်းမဲ့လိုက်လုပ်တယ်တစ်ဖက်က essentialist ကတော့နည်းနည်းနဲ့အကောင်းဆုံးဆိုတဲ့စောင့်ပုံကိုပဲကင်ဆွဲထားတယ်ရလက်ကတော့ရှင်းပါတယ်တယောက်ကကျဉ်းနှံ့မှုမရှိတဲ့ဘဝကိုရပြီးနောက်တစ်ယောက်ကတော့တကယ်ကိုအဓိပ္ပာယ်ရှိတဲ့ဘဝကိုပိုင်ဆိုင်သွားတာပါပဲနည်းနည်းနဲ့အကောင်းဆုံး less but better ပေါ့နာမည်ကြီးဒီဇိုင်နာ Dieter Ramsey ကနေယူသုံးလာတဲ့ဒီစကားလေးက essentialism တစ်ခုလုံးရဲ့အနစ်ချုပ်ပဲလို့ပြောလို့ရတယ်ဒီနေရာမှာနားလည်မှုမလွဲဖို့အရင်ကြီးတာကနည်းနည်းပဲလုပ်ပါလို့ပြောတာမဟုတ်ဘူးเนาะမှန်ကန်တဲ့အရာတွေကိုပိုပြီးကောင်းအောင်ပိုပြီးအရေးသွေးရှိအောင်လုပ်ဆောင်ဖို့ကိုဆိုလိုတာပါကဲဒီလိုနည်းနည်းနဲ့အကောင်းဆုံးဆိုတဲ့စိတ်ဓာတ်ကိုဘယ်လိုမွေးမှုအချက်မို့လဲအရင်ဆုံးကျွန်တော်တို့အများစုစိတ်ထဲမှာအများရှိနေတတ်တဲ့မာရနဲ့ယူဆချက်၃ခုကိုအမှန်တရား၃ခုနဲ့အစားထုတ်ပြဖို့ကနေဆက်လိုက်အောင်ပထမဆုံးပြောင်းလဲရမှာကတော့ဒါပါပဲငါးဒါကိုလုပ်ကိုလုပ်ရမယ်ဆိုတဲ့ဖျားပေးတဲ့အတွေ့အစာငါးဒါကိုလုပ်ဖို့ရွေးချယ်လိုက်တာဆိုတဲ့အတွေ့ကိုပြောင်းလိုက်တာပါဒီလိုတွေးလိုက်တာနဲ့တပြိုင်နက်ကိုဘွားရဲ့ထိန်ချုပ်ခွင့်ကကိုလက်ထဲကိုပြန်ရောက်လာသလိုပါပဲအချိန်ရဲ့တားကောင်ဖိကနေကိုတိုင်းရွေးချယ်ခွင့်ရှိသူဖြစ်လာတာပေါ့ဒုတိယတစ်ခုကတော့အရာအလုံးကအရေးကြီးတယ်ဆိုတဲ့အတွေ့ကိုဆွန့်လွတ်လိုက်ဖို့ပါပဲတကယ်တမ်းမှလေတကယ်ကိုအရေးပါတဲ့အရာတွေဆိုတာလက်တဆော့စာလောက်ပဲရှိပါတယ်အရေးမပါတဲ့ကြောက်တုံးတွေအများကြီးကြားတဲ့ကနေတကယ်ကိုတောက်ပါတဲ့စိန်တပွင့်ကိုရှာဖွေရတယ်လို့မျိုးပါပဲအဲ့ဒီစိန်ကိုပဲအာယုံစိုက်ဖို့လိုတာပါနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဟာအရာအလုံးကိုတပြိုင်တည်းမလွတ်နိုင်ဘူးအရာအလုံးကိုမပိုင်ဆိုင်နိုင်ဘူးဆိုတဲ့အမှန်တရားကိုလက်ခံလိုက်ဖို့ပါပဲဒါကြောင့်နှစ်ခုလုံးကိုဘယ်လိုလုပ်ရမလဲလို့မေခွန်းထုတ်နေမယ်အစား essentialist တယောက်ကငါပဲပြဿနာကိုဖြေရှင်းချင်တာလဲဘယ်ခွင့်ရေးကပိုရေးချတယ်ဆိုတဲ့မေခွန်းကိုရဲရဲဝံ့ဝံ့မေးပါတယ်ဒါဟာအရှုံးပေးလိုက်တာမဟုတ်ပါဘူးကိုယ့်အတွက်အရေးကြီးဆုံးအရာကိုရဖို့မဟာဗျူဟာကြရွေးချယ်လိုက်တာပါဟုတ်ပြီစိတ်နေစိတ်ထားကိုပြောင်းလဲမိပြီဆိုရင်လက်တွေ့မှာတော့ဘယ်လိုလုပ်ရမလဲကောင်းတဲ့တဲ့ကတော့ essentialism မှာလက်တွေ့ကျင့်သုံးလိုက်မဲ့အရန်ရှင်းလင်းတဲ့အဆင့်30ပါတဲ့လုပ်ငန်းစဉ်တစ်ခုရှိနေပါတယ်ဒီလုပ်ငန်းစဉ်ကတခါလုပ်ပြီးရင်ပြီးတော့တာမျိုးမဟုတ်ပဲအမြဲတမ်းလက်ပတ်နေရမယ့်စက်ဝိုင်းတစ်ခုလိုပါပဲပထမဆုံးဘာအခွင့်အရေးရှိလဲဆိုတာကိုကြဲကြဲပြန့်ပြန့်စူးစမ်းရှာဖွေမယ်ပြီးတော့ရင်အဲ့ဒီထက်ကအရေးမပါတာတွေတိတ်ပြီးအကျိုးမရှိတာတွေကိုတတိရှိဖယ်ရှားပြမယ်နောက်ဆုံးမှာတော့ကိုရွေးချယ်ထားတဲ့အရေးကြီးဆုံးအရာကိုအကောင်းဆုံးဖြစ်အောင်အလွယ်ကူဆုံးဖြစ်အောင်စနစ်တစ်ခုတည်ဆောက်ပြီးအကောင့်ထဲပေါ်မယ်ဒီတန်တရာကိုအမြဲတမ်းလက်ပတ်နေရမှာပါဆိုတော့ဒီစနစ်ရဲ့နောက်ဆုံးပန်းတိုင်ကတကယ်တမ်းပါချင်မလဲအလုပ်တွေအများကြီးပြီးမြောက်သွားဖို့လားအဲ့လိုမဟုတ်ပါဘူးကိုဘွားအကတကယ်ကိုတိုင်ဖို့အရှိဆုံးရေးပါဆုံးအရာတွေကိုရွေးချယ်ပြီးအကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ကအဓိကပါပဲ
ဒါကဘာနဲ့တူတယ်လဲဆိုတော့ကိုယ့်ရဲ့အချိန်နဲ့စွမ်းအင်ဆိုတဲ့အစေတွေကိုနေရာအနှံ့မှာလိုက်ကျဲနေမယ့်အစားအတီးပွန်ဒီအများဆုံးတီးပွန်လာနိုင်မဲ့ fertile ဖြစ်ဆုံးမြေကွက်လေးတစ်ကွက်ထဲမှာပဲဂယုတစိုက်ပြိုးလိုက်တယ်လို့ပါပဲဒါဟာကိုယ့်ဘဝကိုအတိတ်ပဲရှိရှင်သန်စေမဲ့အကောင်းဆုံးယဉ်နှိမ့်မြုံနှံမှုတစ်ခုပါပဲ ဒီစကားကတကယ်ကိုအရေးကြီးတဲ့သတိပေးချက်တစ်ခုပဲကိုယ့်ဘဝအတွက်ဘာကအရေးကြီးတယ်ဆိုတာကိုကိုယ်တိုင်ဦးစားပေးမသတ်မှတ်ဘူးဆိုရင်တခြားလူတွေရဲ့ agenda တွေတခြားသူတွေရဲ့ဦးစားပေးတွေကကိုယ့်ဘဝထဲကိုဝင်ရောက်လာပြီးသူတို့ကပဲသတ်မှတ်ပေးသွားပါလိမ့်မယ်ရွေးချယ်မှုကကိုယ့်လက်ထဲမှာပဲရှိနေတာပါ essentialism ကိုကျင့်သုံးခြင်းရဲ့တကယ့်အလားပါဆုံးရလဒ်ကတော့ဒါပါပဲလူတိုင်းမှာကိုယ်ပိုင်ထူးခြားတဲ့အရေးချင်းတွေပေးဆက်နိုင်စွမ်းတွေရှိကြတယ်လောကကြီးမှာကိုယ်တယောက်တည်းသာပေးနိုင်တယ်ကိုယ့်ရဲ့အမြင့်မားဆုံးတန်ဖိုးကိုရှာဖွေထွေးရှိတယ်အဲ့ဒီຢာကိုအကောင်းဆုံးအကောင့်ထဲပေါ်နိုင်ဝေးရရှိတာပါဒါကြောင့်နောက်ဆုံးမှာတော့ကိုပြန်မေးရမယ့်အရေးကြီးဆုံးမေးခွန်းတစ်ခုပဲကြံမှာတော့တယ်အရေးမပါတဲ့အရာတွေအားလုံးကိုဘေးဖယ်ထားလိုက်တဲ့အခါကိုယ့်အတွက်တကယ်တန်ဖိုးအရှိဆုံးကိုယ့်ရဲ့အငြင်းမားဆုံးပန်ပိုးမှုကဘာဖြစ်မလဲဒီမေးခွန်းရဲ့အဖြေကိုရှာဖွေဖို့က essentialist ရဲ့ခရီးစဉ်ပါပဲ